တွေ့ပြီလားနော်မစင်းတော့တဲ့လိုက်ဒီမှာညနေကစားကြပါဦးတွေ့ပြီကျွန်တော်အနည်းနဲ့စားဘလာပါညနေလေကန်ညိုဘူးညပုံသွားအုံမော်တာနော်ဟုတ်လေနည်းနည်းပုံရင်ကောင်းမယ်နည်းနည်းဟိုဟာဖြစ်နေကောင်ရေခဲရိုက်ထားတယ်အေးကန်ထွက်ဟုတ်တယ်ဟုတ်တယ်မနက်ကပြုတ်လာဆိုတော့ဒီသွဲနေရရောက်အေးပါဟောအပြင်ညဟုတ်ပြရလည်းပြက်ခါနာပဲငါလေးငါပြီလားငါးငါပြီလားတော့ငါပြီတော့ငါပြီပဲဘယ်အပြင်ဖမ်းမသိဘူးဝဲပြီဘယ်အပြင်ပြီဝဲပြီငါရဆက်တယ်ကျွန်တော်ကြက်မစားဝဲကွယ်ပြီးလေကြက်မစားတော့ငါလည်းကြောက်ကမတိုက်လို့ဝေးပြီးတော့မသွားဘူးစားရပါဦးကိုကြီးလိုလည်းခင်ဗျားတို့လာထားနိုင်တယ်လည်းမဟုတ်ဘူးဖုန်းတက်နေတာမှာပဲဟောဘာဖြစ်လဲလူစားကောင်ကကိုတွေကိုကြည့်ပြီးတော့အားလုံးကျွန်တော်တို့စားနိုင်ဟိုဗာလေဝင်းနဲ့ခဏခဏကောင်စားနိုင်ပြီးတော့ဝါထူလာပါသေးကျွန်တော်တို့စားကောင်းတို့လားခန္ဓာကိုယ်ကြည့်အမေဟောဘာရင်ဖြစ်အေးဟိုညီမလေးရင်တို့လေးလောက်ပါအယူနည်းနည်းစူပါလားလောက်ပါကျွန်တော်အေးတော့ဟာလောရေးကြည့်တယ်ငါအာစီရေးကြည့်ရလောက်စားအာစီမှာရလွေး3000အာစီနည်းနည်းပူပူလေးရလွေးတော့လိုက်မှာရိုးကထပ်ပြီးကလာနေပြီ။ကြာငါရလိုက်။အခုငါးဆန်ကအနှိမ့်ခံတယ်။အေးတန်းလာမယ်။မငရုတ်ကြီးထဲတာ။ဟောင်းတယ်။လူနန်းကြိုက်တယ်မသိဘူး။ဟောဟာကော။မင်းတို့အဲ့လိုမေးကြွေးစားမှာ။ကျွန်တော်အိမ်မနေထမင်းစားမကောင်း။အဲ့အလူတို့သူများရင်တို့ဆိုအရန်စားကောင်း။ဝင်ရတော်တော်တိကျတာရ။အိမ်မှာကျတော့ပုံပါဆိုလို့အိမ်မှာဆိုထမင်းတစ်နေ့နေမှာတစ်နက်လောက်ပဲစားတယ်စားညီစားအစီစားမိဘသမီးလေးပေါပြီးတွေ့တာစားပွဲရလာတော့နေတော့ပဲအခုဘလို့ပြကျွန်တော်ညိုကြတယ်ခုကျွန်တော်ကကျွန်တော်တရေကအဲ့လိုကောင်းတာအိမ်မှာနေကျွန်တော်အဲ့လောက်ဒီမစားဘူးအဲ့လိုသူများအိမ်တို့အလူအိမ်တို့ဆိုကျွန်တော်အဲ့လိုအားပါစားတတ်တာစားအင်းစားအရင်မှတော့ထမင်းကူပြီးတော့ဘယ်တော့ငိုးနေပြီလဲမသိဘူး